ကဲဒီနေ့သွားမှာကဆရာတို့2026 May ဂျွန်မှာမေးခဲ့တဲ့ paper 62ပေါ့ဒါလေးဆရာတို့သွားပါပဲအဲ့တော့အရှိမတော့ instruction နဲ့ information ကဘာမှပြောင်းလဲခြင်းမရှိသေးတဲ့အတွက်ကြောင့်အထူးတလေပြောစရာတော့မလိုသေးဘူးကဲဒါဆိုရင်ဆရာတို့ question number 1လာပါ question number 1မှာကကျတော့ဘာလာလဲဆိုလို့ရှိရင် a student determine the density of wooden block by two different methods အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဆရာတို့မတူညီကွဲပြားခြားနားတဲ့နည်းနှစ်ခုကိုအသုံးပြုပြီးတော့ wooden block ရဲ့ density ကိုသူကတိုင်းတယ်ဟုတ်ပြီဒါဆိုရင်ပြထားတဲ့ wooden block ဟာဆိုလို့ရှိရင်လုံးဝ full scale diagram ဖြစ်နေတယ်ဆိုလို့ရှိရင်ဆရာတို့ L ရဲ့ H ရဲ့ W ရဲ့ကိုသူကတိုင်းခိုင်းတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ L ကိုစတိုင်းL ကိုစတိုင်းတော့ဆရာတို့ဘယ်လောက်ဖြစ်သွားမလဲဆိုတော့ 5.1 5.2 cm ရှိတယ်ဗျဒါကြောင့်မို့ဆရာတို့ဒီမှာဒီ5.2 cm Okay အဲ့ဒါပြီးပြီဆိုလို့ရှိရင်ဆရာတို့ W ကိုဒီမှာထပ်တိုင်းW ကကျတော့ဆရာတို့ကအတိအကျပဲ 2.5 ဒါဆိုရင် H ကကျတော့ကြိုက်တဲ့ဘက်ဒါအတူတူပဲဖြစ်ရလိမ့်မယ်အဲ့တော့ H ကကျတော့ဆရာတို့ 2.4 ဒါဆိုလို့ရှိရင်ဒီဘက်မှာလည်းပဲတေချာပြန်တိုင်းကြည့် 2.4 ပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဆရာတို့ဒီမှာ 2.4 အဲ့တော့သူကဘယ်နှမှတ်ပေးထားလဲဆိုလို့ရှိရင်နှစ်မှတ်ပေးထားတယ်ဗျဒါဆိုရင်ဆရာတို့ကဘာရှာခိုင်းလဲဆိုလို့ရှိရင် volume ရှာခိုင်းတယ် L ရဲ့ W ရဲ့ H ရဲ့ဒါကြောင့်မို့ဆရာတို့က 5.2 ရဲ့ 2.5 ရဲ့ 2.4 ရဲ့ဒီသုံးခုကိုမြှောက်တော့ဆရာတို့ဘယ်လောက်ရမလဲဆိုလို့ရှိရင် 31.2 ရပါမယ်ဗျအဲ့တော့စင်တီမီတာ3ဟာဆိုတော့ဒီကြောင့်စင်တီမီတာ2ဖြစ်သွားပြီဟုတ်ပြီဒါပြီးသွားရောအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့နောက်ထပ်တစ်ခုပါဒါကဘာလာမလဲဆိုလို့ရှိရင်ဆရာတို့ဒီ block ရဲ့ mass ကိုတိုင်းတဲ့အခါမှာဘာကိုအသုံးပြုပြီးတိုင်းလဲဆိုတော့ use a balance ကိုအသုံးပြုပြီးတော့တိုင်းတယ်ဒါဆိုရင်ဆရာတို့ဒီ balance ပေါ်မှာတိုင်းလိုက်တဲ့အခါမှာ तू ကမေးထားတယ်ဗာမေးထားလဲဆိုလို့ရှိရင် record the mass of the block to the nearest gram နဲ့ဒါဆိုရင်ဆရာတို့ဒီမှာပြထားတယ်အဲ့တော့ nearest gram အထိပဲဆိုတဲ့အတွက်ကြောင့်ဆရာတို့ကအနည်းဆက်ဆုံးယူမယ်ဆိုရင်16ပေါ့ဒီလိုဖြစ်သွားပြီအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ဘာလာမလဲဆိုတော့ density ရှာမယ် mi အဲ့တော့ rho equal to miv ဆိုတော့ mass ကကျတော့ဆရာတို့16 volume of block ကကျတော့ဆရာတို့ဘယ်လောက်လဲဆိုလို့ရှိရင် 31.2 ဒါကြောင့်ဆရာတို့ 31.2 ကဲဒါဆိုဆရာတို့သူ့ရှင်းလိုက်မယ်အဲ့တော့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ဘယ်လောက်ရမလဲဆိုတော့ 0.52 ရအဲ့တော့သူ့ရဲ့ unit ကဆရာတို့ gram per cm cube okay ဒါပြီးသွားတယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့နောက်ထပ်တစ်ခုလာပြီဒါ method 2လာmethod 2ကခုနလိုမျိုးဆရာတို့ block ကိုသူ့ရဲ့ dimension ကိုတိုင်းတာမဟုတ်ဘဲနဲ့ဒီတစ်ခေါက်မှာတော့ဆရာတို့က displacement method ကိုသုံးပါတယ်ဆိုလိုချင်တာဗာလဲဆိုလို့ရှိရင် measuring cylinder ကိုလည်းနေ water ရှည်ထည့်ထားတဲ့ measuring cylinder ကိုအသုံးပြုတယ်ဆိုတော့ storage provide with two beakers H and Y ဟုတ်ပြီ H နဲ့ Y လို့ခေါ်တဲ့ခွက်နှစ်ခုကိုအသုံးပြုတယ် each beaker ခွက်တစ်ခုချင်းစီမှာဆိုလို့ရှိရင် contain 200 cm of water အဲ့တော့ရေ200 cm ထည့်ထားတယ်ဒါဆိုလို့ရှိရင်ဆရာတို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာ measuring cylinder ထဲမှာရေထည့်ထားမယ်ဆိုရင်အရင်တော့ဘာလာမလဲဆိုလို့ရှိရင် record the volume of water in the measuring cylinder ထဲမှာရှိနေတဲ့ရေရဲ့ volume နဲ့ဘယ်လောက်ရှိမလဲဒါဆိုရင်70ဆိုတော့71 72ခဏစနစ်ပဲဆရာတို့ရှိမှာပေါ့အဲကြောင့်မို့ဆရာတို့ 72.0 စာပြီးသွားရောအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့နောက်ထပ်တစ်ခုကကြတော့ဘာလာမလဲ question number D student place a wooden block onto the surface of water in bigger H အဲ့တော့ bigger H ထဲမှာကဘာထည့်မလဲဆိုတော့ block ကိုထည့်လိုက်တယ်အဲ့ဒီအခါမှာဆရာတို့ဒီ bigger H ထဲမှာရှိနေတဲ့ level of water ရေရဲ့မျက်နှာပြင်တွေက rise တက်လာလိမ့်မယ်ဒီနေ့အဖြစ် as the wooden block display water and flow ဒါကကျတော့ဆရာတို့ Archimedes principle or displacement method လေးနဲ့နည်းနည်းလေးသက်ဆိုင်အောင်အရာဝတ္ထုဒီရေထဲကိုနှိမ့်မြုပ်သွားတဲ့အခါမှာဒီအရာဝတ္ထုတစ်ခုရဲ့ volume တွေဖယ်ထုတ်ခံလိုက်ရတဲ့ရေရဲ့ volume နဲ့အတူတူပဲဒီပုံစံမျိုးလေးတို့ကပြထားတယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့ဘာလာမလဲဆိုတော့ student ဟာဆိုရင်ね place bigger y as close as possible to bigger h bigger h နဲ့ y ကိုအနိကလေးထားတဲ့အခါမှာပုံသေးချာကြည့်ဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်ဆရာတို့ကရေမျက်နှာပြင်နည်းငယ်မြင့်တက်သွားတာကိုတွေ့ရဒါ level line ယူလိုက်ဟုတ်တယ်နော် level line လေးယူလိုက်တယ်ကဲဒါဆိုရင်ဆရာတို့ကဘာလာမလဲဆိုတော့ the student put water from the measuring cylinder into bigger y until the level of water in
bigger y is the same as the level of water in bigger h အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဆရာတို့ bigger h ထဲကဒီမှာတော့ဆရာတို့ bigger y ရဲ့ရေအမှတ်နဲ့ bigger h ရဲ့ရေအမှတ်တူညီတဲ့ထိတိုင်အောင်ဆရာတို့ measuring cylinder ထဲမှာရှိနေတဲ့ရေကို bigger y နဲ့ထည့်လိုက်တယ်ထည့်လိုက်တဲ့အခါမှာဆရာတို့ဒီမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ရေရဲ့မျက်နှာပြင်ကပုံစံပြောင်းသွားပြီဒါဆိုရင်ဆရာတို့ကဘာကိုရှာခိုင်းလဲဆိုလို့ရှိရင် v2 ကိုရှာခိုင်းတယ် v2 ကိုရှာမယ်ဆိုတော့ပုံပြန်ကြည့်55 56 57ဒါဆိုလို့ရှိရင်ဆရာတို့က57ဖြစ်သွားမယ်အဲ့တော့ 57.0 ဒါဆိုလို့ရှိရင်ဆရာတို့ display water ရဲ့ volume ကိုရှာခိုင်းတယ်ဆိုတော့ v1 နဲ့ v2 ကိုနှုတ်72ရဲ့ကနေပြီးတော့မှဘယ်လောက်နှုတ်မလဲဆိုလို့ရှိရင်57ကိုဆရာတို့နှုတ်မယ်အဲ့တော့နှုတ်တဲ့အခါမှာဆရာတို့ဘယ်လောက်ရမလဲဆိုလို့ရှိရင်15.0 cm3 ဆိုပြီးတော့ရမယ်အဲ့ဒါပြီးတော့မှဆရာတို့ဘာထပ်လုပ်မလဲဆိုလို့ရှိရင် density ကိုထပ်တိုင်း density ကိုထပ်တိုင်းဆိုတော့ဆရာတို့ကဒီမှာ k တန်မိုးကြီးပါအဲ့တော့ k တန်မိုးကြီးပါနေဆိုတော့ k ကကျတော့ 1.0 gram per cm3 volume ကကျတော့ဆရာတို့ဘယ်လောက်လဲဆိုလို့ရှိရင်15.0 divided by vbဆိုတော့ vb ကိုဆရာတို့ပြန်လိုက်ရှာ vb ကဟိုးပေါ်တော့မှာလေလားဘယ်လောက်လဲဆိုလို့ရှိရင်ဆရာတို့က 31.2 အဲ့တော့ 31.2 okay ကဲဒါဆိုရင်ဆရာတို့အဲ့ဒါလေးဆက်ပြီးတော့ရှင်းကြည့်လိုက်မယ်ဆိုတော့15 divided by 31.2 ဆိုတော့ 0.48 အဲ့တော့ gram per cm3 okay ကဲဒါဆိုလို့ရှိရင် 0.48 gram per cm3 ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ပါလာမယ်ဆိုတော့ if two quantities and a quantity number are can be considered to be equal within the limits of experimental accuracy with their values are within 10% of each other ဆိုလို့ကျွန်တော်ဆရာတို့ density 1နဲ့ density 2အဲ့တော့ row 1နဲ့ row 2မှာက row 1တုန်းကဆရာတို့ဘယ်လောက်ရခဲ့လဲဆိုလို့ရှိရင် 0.52 ရတယ်ဒါဆိုရင်နောက်တစ်ခုကကျတော့ဆရာတို့အခုဒီမှာက row 2အဲ့တော့ row 2ဒီဘယ်လောက်ရလဲဆိုလို့ရှိရင် 0.48 ရသွားပြီဒါဆိုရင်အဲ့ဒီတန်ဖိုးနှစ်ခုကဖြန်းဖြန်းအပြင်တော့ညီမယ်လို့ထင်ရပါမယ်မညီဘူးပြောမယ်ဆိုလို့ရှိရင်ဆရာတို့ဘာဖြစ်နေလဲဆိုလို့ရှိရင် तू ကဒါ within the limits of experimental accuracy တဲ့မှာ तू က 10% လောက်လျော့နေတယ်ဆိုပြီး तू ကသုံးပါတယ်ဒါဆိုရင် 0.52 တဲ့ကနေပြီးတော့မှ 0.48 ကို no ဘယ်လောက်နဲ့စောင်းလဲဆိုတော့ 0.52 နဲ့စာဘယ်လောက်နဲ့မြောက်မလဲဆိုလို့ရှိရင် 1% နဲ့မြောက်မယ်ဆိုလို့ရှိရင် 7 or 8%ခဏလေး 0.52 minus 0.48 divided by 0.48 multiply 100%ဖြန့်များအားဖြင့်တော့ဆရာတို့က8 to 10% နီးပါးလောက်ပါသူကရှိနေတဲ့အတွက်ကြောင့်သူပြောတဲ့စာသားဒီမှန်ကန်တယ်လို့ဆရာတို့ပြောလို့ရတယ် percentage difference ရှာတာအဲ့တော့ဆရာတို့ state whether your value of row 1 from the method 1အဲ့တော့ method 1မှာတွက်ခဲ့တဲ့ row 1 တန်ဖိုးနဲ့ method 2မှာတွက်တဲ့ row 2 တန်ဖိုးအဲ့နှစ်ခုပါဆိုလို့ရှိရင်ညီတယ်လို့ပြောလို့ရလားတဲ့ညီတယ်လို့ပြောလို့ရမလားဆိုလို့ရှိရင်ဖြန်းမြအားဖြင့်တော့ 0.52 0.48 ဆိုရင်အနည်းဆုံးယူ 0.5 လို့ပြောလို့မရဘူးလားဆိုရင်ရပါတယ်ဗျာရပါတယ်ဒါကြောင့်မို့ဆရာတို့ကပြောရမယ်ဆိုလို့ရှိရင် the statement ကဘာလို့ပြောလို့ရလဲဆိုလို့ရှိရင် correct လို့ဆရာတို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီမှာတစ်ချက်သတိထားပြီးဆရာတို့ဒီမှာ suppose your statement ဖို့ဆိုင် calculation တွက်စာမပါလို့မရအောင်စပြီအဲ့မှာဆရာတို့ဇလန်အဲ့တော့စပြီဆိုတော့ဆရာတို့ကသူ့ကိုဘယ်လိုတွက်လို့ရလဲဆိုတော့ percentage difference နဲ့တွက်လို့ရတယ်ဗျအဲ့တော့ percentage difference နဲ့တွက်လို့ရတယ်ကဲဒါဆိုလို့ရှိရင်ဆရာကြီး percentage difference ဘယ်လိုတွက်မလဲ percentage difference တချို့နဲ့တချို့တွက်တဲ့နည်းပုံစံကတော့မတူဘူးဒါပေမဲ့ဆရာသူ့ကို A level တွေကသုံးတဲ့နည်းလေးတစ်ခုဆရာပြမယ်ပေါ့ကဲဆိုတော့ဒီမှာကတန်ဖိုးကဘယ်နှခုလဲဆိုလို့ရှိရင်နှစ်ခုရှိမယ်အဲ့တော့ဆရာတို့ကများတာတွေကနေဘာလုပ်မလဲဆိုလို့ရှိရင်နည်းတာနှုတ်အဲ့တော့ 0.52 တဲ့ကနေပြီးတော့မှ 0.48 ကိုဆရာတို့နှုတ် divided by အဲ့ဒီမှာဆရာတို့ကဘာနဲ့စားမှာလဲ
အဓိကအဖြစ်ပြောမယ်ဆိုလို့ရှိရင်ပထမအဆင့်မှာကတန်ဖိုးတစ်ခုရဲ့ကွာခြားချက်ကိုရှာပြီနော်အဲ့တော့ကြီးတာတွေကနေငယ်တာနှုတ်မယ်ဒုတိယတစ်ချက်မှာကျတော့အဲ့တန်ဖိုးတစ်ခုဆရာတို့ဘာလုပ်မလဲဆိုလို့ရှိရင် average ပြန်ရှာတာမျိုးတွေပါရှိတယ်တချို့ကကျတော့ဟုတ်ပြီအဲ့လိုမျိုးဆရာတို့က average မှာရှာပေးနေ 0.52 နဲ့ဆရာတို့စားကြီးတာနဲ့စားဘယ်လောက်နဲ့မြောက်မလဲဆိုလို့ရှိရင်100နဲ့မြောက်ကဲဟုတ်ပြီဗျာဒါဆိုရင်ဆရာတို့သူ့ကိုကြီးတာနဲ့ပဲစားလိုက်တယ်နော်ကြီးတာနဲ့ပဲစားလိုက်တယ်0.52နဲ့ကနေဘယ်လောက်နှုတ်မလဲဆိုလို့ရှိရင်0.48ကိုနှုတ်မယ်ဘယ်လောက်နဲ့စားမလဲဆိုလို့ရှိရင်0.52နဲ့စားရလာတဲ့ကြည့်ဘယ်လောက်နဲ့မြောက်မလဲဆိုလို့ရှိရင်1% နဲ့မြောက်မယ်ဆိုလို့ရှိရင်ဆရာတို့ဖြတ်မြအောင်ဖြင့်8%ရှိဒါဆိုလို့ရှိရင်8%ဆိုတော့ percentage difference မှာသူပြောထားတဲ့တန်ဖိုးထက်တော့မှဆရာတို့နည်းနေသေးတယ်ဒါဆိုသူပြောတဲ့စာသားဆရာတို့ဘာဖြစ်တယ်လို့ပြောလို့ရလဲဆိုဖြစ်မှန်ကန်တယ်လို့ဆရာတို့စလို့ရတယ်ဒီလိုပုံစံမျိုးပြအဲ့ဒါကြောင့်ဘလို့ဆရာတို့ကသူ့ကိုပြန်ပြီးတော့ရေးမယ်ဆိုလို့ရှိရင် the statement is correct အဲ့တော့ the statement is correct ဘာကြောင့် correct ဖြစ်တာလဲဆိုတာလေးဆရာတို့ရေးမယ်ဆိုလို့ရှိရင်တော့ within the limits of experimental accuracy ထဲမှာတော့ရှိတယ်ဒါပေမဲ့ 10% နီးပါးတော့ကွာချက်ချက်ရှိတယ်လို့ဆရာတို့ယူဆလို့ရတယ်ဒါပါပဲဗျာကဲအဲ့ဒါက2မှတ်ရပြီဗျာအဲ့ဒါပြီးနောက်တစ်ခု state 1 technique နေ့တစ်ခုမေးတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် student use in 1D of method 2 method 2 1D တဲ့ဟောဒီအောင်ပြောတာနော် method 2 1D ပြောမယ်ဆိုလို့ရှိရင် block ကိုရေးတဲ့ကိုချလိုက်တဲ့အခါမှာရေးအမြင့်နဲ့ပြင်တက်သွားတယ်အဲ့ဒီနည်းကိုသူကပြောထားတယ်အဲ့ဒီနည်းမှာဆိုလို့ရှိရင်ဆရာတို့ to ensure the levels of the water in figure 8 and figure y are the same အဲ့တော့ရေအမှတ် x နဲ့ y မှာရှိတဲ့ရေအမှတ်ဒီညီနေအောင်လို့ဆရာတို့ကနည်းတစ်ခုကိုသုံးခိုင်းတယ်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့သူ့ကိုဘာလုပ်မလဲမီတာရူးနဲ့တိုင်းလို့လည်းရတယ်နော်မီတာရူးနဲ့လည်းတိုင်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင် measuring cylinder ကို perpendicular ချိတာတွေပါတယ်ရေးလို့ရတယ်အများကြီးပဲဆရာတို့သုံးလို့ရတယ်အဓိကအဖြစ်ခွက်နှစ်ခုမှရှိနေတဲ့ရေရဲ့အမြင့်ကိုဆရာတို့ကမီတာရူးနဲ့တိုင်းမယ်ဒါကြောင့်ဆရာတို့ဒီနည်းလေးရပို့ပဲအဲ့တော့ use a ruler အဲ့တော့ပြောချင်တာဘာလာမလဲဆိုလို့ရှိရင်ဆရာတို့ပေတံတစ်ချောင်းအသုံးပြုတယ်ဘာအသုံးပြုမှာလဲဆိုလို့ရှိရင် to measure height of water ရေရဲ့အမြင့်တိုင်းပဲပေါ့ import ပေးပါဒါပါပဲဗျာအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုလို့ရှိရင်ဆရာတို့ဒီမှာပထမတစ်ခေါက်ဒီရေအမြင့်တိုင်းဒါ h1 ဒါဆိုလို့ရှိရင်ဒုတိယတစ်ခေါက်ဒီရေရဲ့အမြင့်တိုင်းပဲရေအမြင့်နှစ်ခုညီလားဆိုရင်မညီဘူးနော်မညီဘူးဒါပေမဲ့ तू ကအဲ့ခွက်နှစ်ခုမှာရေ level သူကရှေ့ညင်နေဆိုလို့ရှိရင်ဘယ်လိုမျိုးတိုင်းလို့ရတယ်လဲဒီလိုမျိုး तू ကနေုံနေထားတယ်ဗျာကဲဒါဆိုလို့ရှိရင်0 question number 1ကစက်တက်မှတ်တမ်းတစ်ပုဒ်ပြီးဆုံးသွားပြီလို့ဆရာတို့ပြောလို့ရပါတယ်ဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခုလာပါမယ် question number 2ပါအဲ့တော့ question number 2ပါဆိုတော့ question number 2မှာကကျတော့ဆရာတို့ပါလာမလဲဆိုရင်တာမယ်နဲ့သက်ဆိုင်တဲ့အပိုင်းလေးပဲဖြစ်ပါတယ်ဗျ A student convert the range of temperature increase of two different color surface အရောင်နော်မျက်နှာပြင်အရောင်မတူညီတဲ့အရာနှစ်ခုတနည်းအားဖြင့်ဒီမှာဆိုလို့ရှိရင်တော့ဆရာတို့ဘာနဲ့သုံးတာလဲဆိုတော့တိတ်တွေနဲ့သုံးတာတိတ်တွေနဲ့သုံးတာလေ white cap black cap နှစ်ခုရှိပြီပေါ့နော်အဲ့တော့မတူညီကွဲပြားခြားတဲ့အရောင်တွေမှာအပူချိန်တိုးတဲ့နှုန်းကိုသူတို့တွေက convert လုပ်တာအဲ့တော့ convert လုပ်တဲ့အခါမှာဆိုလို့ရှိရင် student use 2 thermometers thermometer နှစ်ခုသုံးတာတယ်ဒါဆိုလို့ရှိရင်အဲ့နှစ်ခုမှာတစ်ခုကဘာနဲ့ချိန်ထားမလဲဆိုတော့ one of which has a piece of white cap attached to its spark နောက်တစ်ခါကျတော့ဘာလာမလဲဆိုလို့ရှိရင် one of which has a piece of black cap attached to its spark အဲ့တော့မီးလုံးတစ်လုံးမှာအဖြူချိတ်မီးလုံးတစ်လုံးမှာအမဲချိတ်နောက်ပြီးကြလဲကြောက်အဲ့ကတ်နှစ်ခုစလုံးက both piece of cap identity ဆိုတော့အရွယ်အစားတူတယ် thickness တူတယ်လို့ဆရာတို့ယူဆထားတယ်ဒါပေမဲ့ color တွေကတော့တစ်ခုနဲ့မတူညီဘူးအဲ့တော့နေပဲဆရာတို့ဘာလာမလဲဆိုလို့ရှိရင် student plan တဲ့ thermometer အဲ့တော့ thermometer ကိုဆရာတို့ညှက်လိုက်ညှက်ပြီးတော့တောက်တိုင်လေးနဲ့သူကချိန်ထားတယ် so that ဒါကြောင့်မလို့တဲ့ the barrel of each thermometer is labeled with the filament of the lamp ဒီမီးလုံးနဲ့အပြေးကြီးသူကထားထားတယ်ဒီအဲ့ဒီမှာမူလအစတော့သူက lamp ကိုသူ switch off လုပ်တာဟုတ်ပြီဗျာဒါဆိုရင်ဆရာတို့ကဘာလာမလဲဆိုတော့ D1 နဲ့ D2 နဲ့က distance မတူဘူးနော်မတူ
D1 ကိုကမီးလုံးနဲ့ adjust လုပ်ထားတာက1 cm အဲ့တော့ white cat နဲ့ဒီကမီးလုံးနဲ့ခြားကအကွာအဝေး D1 1 cm ရှိတယ်ဒါဆိုရင် D2 ကိုသူကတိုင်းခိုင်းတယ်ဗျ D2 ကိုတိုင်းခိုင်းတယ်ဆိုတော့ပေနံနဲ့ပဲတိုင်းရပါမယ်2 cm အတိအကျကြီးရှိနေတယ်ဗျနော်ဒါကြောင့်လို့ဆရာတို့ဒီမှာ2.0 cm ဒါတစ်ခုပြီးသွားပြီအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့နောက်ထပ်တစ်ခုဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကျောင်းသားကစတင်ပြီးတော့သူ record ယူပါပြီအဲ့ဒါ record table 2.1အဲ့တော့ table 2.1အနေနဲ့ record ယူလိုက်တဲ့အခါမှာ temperature show by each thermometer thermometer တစ်ခုချင်းစီရဲ့ temperature တည်တံ့မှု0ကနေစပြီးတော့မှတ်နောက်ပြီးလိုက်ကြတော့ဆရာတို့ဒီအလေတဲ့ထဲမှာရှိတဲ့မီးလုံးလေးကို switch on လုပ်လိုက်တယ် switch on လုပ်လိုက်တဲ့အခါမှာ same time start the stopwatch နှစ်ဖက်စလုံးအတွက်ဆရာတို့ကတူညီတဲ့အချိန်တိုင်းတစ်ခုစပြီးတော့မှတ်ပြီး stopwatch ကိုစပြီးတော့နှိပ် wait for 4 minutes 4 minutes ကြာပါတယ်နောက်ပြီးလိုက်ကြလဲကြောက် switch off နဲ့မီးလုံးပြန်ပိတ်လိုက်နောက်လိုက်ကြလဲကြောက် temperature reading ကိုမှတ်ဒါဆိုရင်ဆရာတို့ white ကမှာရှိတဲ့ thermometer က reading နဲ့ black ကမှာရှိတဲ့ thermometer reading ကိုပြထားတယ်4 minutes ကြာတော့သူတို့ရဲ့အဖြူဘက်က white ကဘက်က temperature ဘယ်လောက်ဖြစ်သွားလဲ20ဆို25 26 27 28အလေးလေးရောက်ပြီဒါဆိုလို့ရှိရင်ဒီကောင် 27.5 ပေါ့ဒါဆိုရင်ဒီကောင်ကျတော့31 32 33 34 34အလေးလေးရောက်ပြီဒါဆိုရင်ဒါ34ကဲဒါဆိုဟုတ်ပြီဒါက 27.5ဒါကကျတော့ဘယ်လောက်လဲဆိုလို့ရှိရင် 34.0အေးဒါလေးဖြည့်လိုက်ရုံနဲ့အဲ့ဒါလေးကိုဆရာတို့ဘယ်နှမှတ်တောင်ရလဲဆိုတော့2မှတ်တောင်ရတယ်ဒါဆိုဆက်ကြည့်အောင် determine temperature increase data တည်တာ between t is equal to 0 and t is equal to 4 minutes for each cup ဒါဆိုရင်ဆရာတို့ white cat နဲ့ black cat မှာ temperature increase ဖြစ်လာတာတွေကဘယ်လောက်လဲဆိုပြီးတော့သူကမေးထားတယ်ဒါဆိုမူလအစမှာတော့က40 sorry 27.5ဆိုတော့ဒီကောင် 7.5 ရှိဒါကကျတော့ဘယ်လောက်ဖြစ်သွားမလဲဆိုလို့ရှိရင်34တဲ့ကနေပြီးတော့မှ 20.5 ကိုနှုတ်တော့13.5အဲ့တော့ 13.5 okay ဟုတ်ပြီကဲဒါဆိုရင်ဆရာတို့ဒီမှာဖြည့်မယ်ဒါကပါလာမလဲဆိုလို့ရှိရင် 7.5 ရဲ့နောက်တစ်ခါကျတော့ 13.5 အဲ့ဒါလည်းပြီးလဲပြီးတော့ calculate the range of temperature increase of each cup ကပ်တစ်ခုချင်းစီရဲ့အပူချိန်တိုးသွားတဲ့နှုန်းကိုရှာပါ temperature တိုးသွားတဲ့နှုန်းကိုရှာပါဆိုတော့သူကလည်းပဲ formula ပေးထားတယ်အဲ့ဒါကကျတော့ဆရာတို့က delta t by delta theta by t delta theta by t ဆိုတဲ့အတွက်ကြောင့်ပရမတ်ကကျတော့ဆရာတို့ 7.5 divided by time တည်ခံကကျတော့သူက4 မိနစ်လို့သုံးတာပါမိနစ်နဲ့သုံးကျင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်မိနစ်ကိုစက္ကန့်ပြောင်းပြီးတွက်ချင်လည်းရတယ်ဆရာမိနစ်နဲ့တွက်ပြ7.5 divided by 4ဒါဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့ 1.875 degree Celsius per minute နောက်ထပ်တစ်ခု 13.5 divided by 4တော့ကျတော့ဆရာတို့ဘယ်လောက်ရမလဲဆိုလို့ရှိရင် 3.375 degree Celsius per minute okay ကဲဒါဆိုရင်ဆရာတို့2 significant လောက်ထားနေလဲရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီရထားတဲ့အဖြေအတိုင်းလေးသုံးနေလဲရပါတယ်ဗျာအဲ့တော့ degree Celsius per minute ဒါဆိုရင် 3.375 သူလည်းပဲ degree Celsius per minute အဲ့ဒါလေးတွက်ပြရုံနဲ့ဆရာတို့ဘယ်လောက်ရမလဲဆိုတော့3မှတ်တောင်ရတယ်ညနော်3မှတ်တောင်ရတယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့အောက်မှာဆက်ပြီးတော့ကြည့်အောင်အဲ့ဒါကဘာလဲဆိုလို့ရှိရင် right side conclusion တစ်ကြောင်းရေးခိုင်းတယ် which convert the rate of temperature increase of two different color gap အဲ့တော့အရောင်ပါတဲ့ကပ်ပြားတွေနော်နှစ်ခုစလုံးအရောင်မတူညီတဲ့ကပ်ပြားနှစ်ခုကအပူချိန်တိုးသွားတဲ့နှုန်းကိုတဲ့တော့ conclusion ရေးပြီးပါတဲ့ကိုယ့်အဖြေကိုကြတော့ဆရာတို့ 2p က2ဖြေလေးကိုဆရာတို့သုံးပေးရလိမ့်မယ်အဲ့တော့ပြောချင်တာဘာလာမလဲဆိုလို့ရှိရင် black cap ကသူကပို့ပြီးတော့ဝေးတယ်နော်ပုံမှန်ပြန်ကြည့်လိုက်
black ကပို့ပြီးတော့ဝေးတယ် white ထက်ဆိုင်ဒါပေမဲ့သူ့ရဲ့ temperature increase နှုန်းကြီးကပို့လို့တော့များနေသေးတယ်ဗျဒါကြောင့်မို့ဆရာတို့ကအဲ့ဒါလေးကိုကြည့်ပြီးတော့ရေးပေးရပါဗျကဲဒါဆိုရင်သူက2မှတ်လာတယ်အဲ့တော့2မှတ်လာတာဖြစ်တဲ့ကြောင့်2ချောင်းလောက်ထည့်လိုက်ဒါကဘာလာမလဲဆိုလို့ရှိရင် the temperature of black ကအဲ့တော့အမဲအောင်ကပ်ပြားလေးရဲ့ temperature ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ increase ဖြစ်သွားမယ် more ပို့ပြီးတော့ more quickly ဘာကြောင့်လဲဆိုလို့ရှိရင် black က best absorber of radiation လို့ပြောလို့ရပါတယ်ဟုတ်ပြီကဲဒါဆိုရင်ဆရာတို့ဒီမှာ2မှတ်တန်ပြီးသွားအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့နောက်ထပ်တစ်ခုလာမယ်ဗျာဒါကဘာလာမလဲဆိုလို့ရှိရင် temperature of each cup အဲ့တော့ cup တစ်ခုချင်းစီရဲ့ temperature ဆိုလို့ရှိရင် increase as is about absorb thermal radiation အဲ့တော့ cup တစ်ခုချင်းစီရဲ့ temperature ကတော့တိုးသွားလိမ့်မယ်အဲ့တော့ဘယ်လိုဘယ်အချိန်မှတိုးသွားမလဲဆိုလို့ရှိရင် it is absorb thermal radiation အဲ့တော့ thermal radiation ကို absorb လုပ်တဲ့အခါမှာ temperature increase ဖြစ်သွားမယ်ကဲဒါဆိုလို့ရှိရင် the procedure used doesn't produce a fair comparison of the absorbing properties of the two different gas ဒါဆိုရင်ဆရာတို့ကဘာလာမလဲဆိုတော့အဲ့ဒီ procedure က fair comparison မဖြစ်ဘူး။ဘာကြောင့်မဖြစ်တာလဲ။ဘာကြောင့်မဖြစ်တာလဲဆိုရင်ခုနပုံမာတွေကတလွဲဖြစ်နေတာသိလား။ပုံမာတွေကတလွဲဖြစ်နေတာ။ဘာကြောင့်လဲဆိုလို့ရှိရင် white နဲ့1 cm ထားလာပြီးတော့ black ကကျတော့2 cm ထားလိုက်တယ်။ဒါဆိုလို့ရှိရင် distance လွဲနေတယ်။ distance လွဲနေတယ်။အဲ့ဒါလေးကိုဆရာတို့ရေးပြီးအောင်ပဲဗျ။ဒါကြောင့်မလို့ဆရာတို့က the distance of each cup အဲ့တော့ပြောမယ်ဆိုလို့ရှိရင် cup တစ်ခုချင်းစီရဲ့ distance ဟာဆိုရင် from the lamp မီးလုံးကနေတိုင်းထားတဲ့အခါမှာ cup တစ်ခုချင်းစီရဲ့ distance ဟာဆိုလို့ရှိရင် is not the same တန်ဖိုးအပြင်မတူပါဘူးဟုတ်ပြီဗျာကဲဒါဆိုလို့ရှိရင်ဆရာတို့က number 2 state point ရော conclusion in 2c အဲ့တော့ 2c မှာရှိနေတဲ့ conclusion ကလည်းဘာကြောင့်ညီသွားတာလဲ even if the comparison were failed အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အကယ်၍သာဒီနှိုင်းယှဉ်ချက်ကသာညီသွားခဲ့မယ်ဆိုလို့ရှိရင်တော့မှ 2c က conclusion ကဘာကြောင့်ညီသွားနိုင်တာလဲဘာကြောင့်ညီသွားနိုင်တာလဲဆိုလို့ရှိရင်ဆရာတို့ကအရာဝတ္ထုတွေကနော် white နဲ့ black မှာဘယ်လိုပဲအခြေအနေမျိုးပဲဖြစ်နေပြီစီ black ကပို့ပြီးတော့ဘာဖြစ်သွားနိုင်လဲဆိုလို့ရှိရင် black ကပို့ပြီးတော့အပူဆွဲရင်ပုံစုံနိုင်တယ်အဲ့တော့ဆရာတို့က black ကို1 cm ထားလိုက်မယ်ဆိုရင်လည်းပဲပို့ပြီးတော့အပူချိန်ကအခုထက်အောင်ပို့ပြီးတော့များနေအောင်မယ်လို့ဆရာတို့ပြောလို့ရတယ်ဒါမှမဟုတ် black ကိုခတ်ပြီးတော့ဝေးထားလိုက်မယ်ဆိုလို့ရှိရင်လည်း temperature ကထပ်ပြီးတော့ increase ဖြစ်နေအောင်ပါပဲဘာကြောင့်လဲဆိုတော့သူ့မှာရှိနေတဲ့ဂုဏ်သတ္တိအတိုင်းအမဲရောင်ရဲ့သဘောတရားသည်အပူစွမ်းအင်ကိုစုပ်ယူပေးတဲ့ပမာဏပုံများတဲ့အတွက်ကြောင့်ပြောပြရတယ်။ဒါကြောင့်လို့ဆရာတော်တို့ပါလာမလဲဆိုတော့နောက်ထပ်တစ်ချောင်းအဲ့တော့ block ကဆိုရင် press for the way လက်ကကိုအဝေးထားလိုက်မယ်ဆိုလို့ရှိရင်လည်း temperature တိုးနေအောင်ပါပဲအဲ့တော့ပတ်တယ်temperature increase ဒါပါပဲဗျာကဲဒါဆိုရင်0 question number 2လေးပြီးသွားပြီလို့ပြောလို့ရပါတယ်ဗျာအဲ့တော့ question number 2လေးပြီးသွားပြီဆိုတော့နောက်ထပ်တစ်ခုလာပါမယ် question number 3ပါဗျာကဲဆိုတော့ question number 3လေးပါဗျာအဲ့တော့ question number 3မှာကကျတော့ဘာပြောထားလဲဆိုလို့ရှိရင် the student investigate potential difference in the electric circuit အဲ့တော့ electric circuit မှာရှိတဲ့
potential different အကြောင်းတရားကို investigate လုပ်နောက်ပြီးလဲကြလဲကြောင်း determine the resistance of unknown resistor X အဲ့တော့ unknown resistor X ရဲ့ resistance တန်ဖိုးသူကတိုင်းဒီလိုတိုင်းတာတဲ့အခါမှာ 10 ohm resistor နဲ့ unknown resistor X အဲ့နှစ်ခုကိုဘာလို့ထားလဲဆိုတော့ series ဆက်တာ power supply ပါမယ် switch တစ်ခုပါမယ်အဲ့ဒါလေးပြီးလဲပြီးတော့နံပါတ် A စပါသူကကြတော့ switch ကိုအရင်ဆုံး close လုပ်လိုက်အဲ့ close the switch ကိုစပြီးတော့ပိတ်ပြီးအဲ့ဒါလေးပိတ်ပြီးတော့ connect the voltmeter in parallel with resistor X resistor X နဲ့ voltmeter တစ်လုံးနဲ့ချိန်လိုက်နောက်ပြီးတော့ကြာအောင် resistor X ရဲ့ potential difference of voltage ကိုတိုင်းနောက်ပြီး switch ကိုပြန်ပြီးတော့ open လုပ်လိုက်ဒါဆိုမေးထားတာ draw a voltmeter connected to measure the potential difference across resistor X တဲ့ဒါဆိုလို့ရှိရင် resistor X နဲ့ voltmeter နဲ့ချိန်မယ်မချိန်တတ်မှာဆိုလို့အပေါ်မှာတော့သူကစာသားကြီးနဲ့ပြီးထားသေးတယ်ဗျာဘယ်လိုချိန်ရမလဲဆိုတော့ parallel ချိန်ရမယ်တကယ်လည်း voltmeter တို့ရဲ့ထုံးစံကလည်းဒီတိုင်းပဲလေ parallel ချိန်ကိုချိန်ပြီးရကဲအဲ့ဒါလေးကတမှတ်ရပါပြီအဲ့ဒါပြီးသွားရင်နောက်တစ်ခုကဲဒီမှာ voltmeter reading လေး voltmeter reading လေးကိုထည့်မယ်ဆိုတော့ 1.9 လို့ပြောလို့ရပြီဗျာနော်အဲ့တော့ 10 ohm resistor မှာဆိုလို့ရှိရင်သူ့ရဲ့ voltage ဒီ 1.9 အဲ့ဒါလည်းပြီးလဲပြီးတော့ resistance တန်မှုကိုတိုးသွားတယ်ဗျာ15 18 22 33အဲ့တော့ resistance များလာတဲ့အခါမှာသူ့ရဲ့ voltage ကလျော့သွားတယ်ဟာဆရာ resistance တိုးလာမယ်ဆိုရင် voltage ကလိုက်တိုးရမှာမဟုတ်ဘူးလားတကယ်တမ်းပြောရမယ်ဆိုရင်10 ohm resistor နေရာမှာ10 ohm ထည့်ထားတော့ကတစ်ဖက်က resistor X ရဲ့ voltage က 1.9 ရှိနေတာအကဲက10 ohm နေရာမှာ15 ohm resistor တော့ပြောင်းပြီးတော့ထည့်လိုက်မယ်ဆိုရင်သူ့ဘက်က voltage ကပဲတိုးလာမှာနော်အသစ်ပြောင်းသုံးလိုက်တဲ့ resistor ဘက်ကပဲ voltage ကတိုးလာမှာတစ်ဖက်မှာရှိနေတဲ့ resistor X ရဲ့ voltage ကလိုက်ပြီးတော့လျော့ပြီးလို့အဲ့တော့ဆရာတို့ကဘေးမှာဘာလုပ်ခိုင်းလဲဆိုလို့ရှိရင်တော့ 1/v တွေပါထည့်ခိုင်းတယ်ဗျနော် 1/v တွေပါထည့်ခိုင်းတယ်ကဲဒါဆိုရင်ဆရာတို့က 1/v တွေပါထည့်ခိုင်းတယ်ဆိုတော့တစ်ခုချင်းစီဆရာတို့ရှင်းပြီကဲဒါဆိုလို့ရှိရင်1 divided by 1.9ဒါဆိုလို့ရှိရင် 0.52 6ဆိုတော့ 0.53ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင် 0.63အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင် 0.67အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင် 0.77အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါကျတော့ 1.0 ဒီလိုထားလိုက်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ဒီမှာခုနကတော့ပြောခဲ့တဲ့ဟာလေးကိုစာသားအဖြစ်အနေနဲ့ပြန်ရေးခိုင်းတယ်အဲ့တော့ v တန်ဖိုးတစ်ခုချင်းစီမှာ 1/v ကိုထည့်အဲ့ဒါလည်းပြီးရောဘာလာမလဲဆိုတော့ record your value of 1/v in table 3.1 table 3.1မှာ 1/v တန်ဖိုးလေးတွေကိုဒါ two significant figure လေးတွေနဲ့ထည့်ပါဆိုပြီးတော့ဆရာတို့သုံးတာဒါကြောင့်မို့ဆရာတို့ထည့်လိုက်ပါပြီဗျာအဲ့တော့ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဘာလာမလဲဆိုတော့ graph ဆွဲခိုင်းပြီဗျာplus a graph of 1/v. So 1 is it? ကဲဒါဆိုလို့ရှိရင် 1/v သူ့ unit ကလည်း voltage လို့ပဲပြောလို့ရတာဖြစ်တဲ့ကြောင့် 1/v ပဲသုံးတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ဆရာတို့နောက်တစ်ခါကျတော့ x86 မှာကကျတော့ဘာသုံးလဲဆိုလို့ရှိရင် resistance အုံးနဲ့သုံးတယ်သူ့ကိုဆရာတို့0ပေါ်မှာ0ကနေစထားတာကိုဆရာတို့တွေ့ရတယ်အဲ့တော့0ပေါ်မှာ0ကနေစထားတာကိုတွေ့ရတယ်ဆိုတော့ဒီအောင်လေးဆရာတို့ပြန်ပါရဟုတ်ပြီဒါဆိုရင် resistance ကအနည်းဆုံးက10ကစားတယ်အများဆုံးက33အဲ့တော့9 10ဒီလိုယူလိုက်15 20 25 30 35ရ15 20 25 30 35အဒီလိုမျိုးလေးယူလိုက်ရင်အဆင်ပြေပါပြီအဲ့ဒါပြီးဆိုလို့ရှိရင် 1/v ကအနည်းဆုံးက 0.53 အများဆုံးမှာ1ဒါဆိုရင်ဘာလာမလဲဆိုတော့ 0.2 0.4 0.6 0.8 1.0 okay ရပြီ 0.6 0.8 0.9 0.10 0.11 0.12 0.13 0.14 0.15 0.16 0.17 0.18 0.19 0.20 0.21 0.22 0.23 0.24 0.25 0.26 0.27 0.28 0.29 0.30 0.31 0.32 0.33 0.34 0.35 0.36 0.37 0.38 0.39 0.40 0.41 0.42 0.43 0.44 0.45 0.46 0.47 0.48 0.49 0.50 0.51 0.52 0.53 0.54 0.55 0.56 0.57 0.58 0.59 0.60 0.61 0.62 0.63 0.64 0.65 0.66 0.67 0.68 0.69 0.70 0.71 0.72 0.73 0.74 0.75 0.76 0.77 0.78 0.79 0.80 0.81 0.82 0.83 0.84 0.85 0.86 0.87 0.88 0.89 0.90 0.91 0.92 0.93 0.94 0.95 0.96 0.97 0.98 0.99 0.100 0.100 0
အောင်လေးနဲ့ပေါ်တင်လိုက်နောက်ဆိုရင်1.0ဟုတ်ပြီဗျာဒါဆိုရင် resistant တန်ဖိုး10မှာတဲ့0.53 55253ဆိုတော့အလဲမှတ်ထားလိုက်အဲ့ဒါပြီးနောက်တစ်ခုကကျတော့ဘာလာမလဲဆိုတော့15မှာ0.63 6263အဲ့ဒါပြီး18မှာဆိုလို့ရှိရင်0.67အဲ့ဒါ15ဆိုတော့16 19 18သူကြတော့0.67အဲ့တော့0.62646667အဲ့ဒါလေးပြီးလဲပြီးတော့0နောက်တစ်ခုကကျတော့ဘာလာမလဲဆိုတော့22လေ21 22 22မှာဆိုရင်0.77 0.72747677အဲ့ဒါပြီးဆိုလို့ရှိရင်နောက်တစ်ခုကကျတော့33လေ33ဆိုတော့8နဲ့3အဲ့ဆိုလောက်ဖြစ်သွားမယ်ဆိုတော့1ကဲဟုတ်ပြီဗျာဒါဆိုရင်ဆယ်တို့ကတို့ block လေးတွေချသွားပြီ block ချပြီးပြီဆိုလို့ရှိရင်ဆယ်တို့ဘာလုပ်ရတော့မလဲဆိုလို့ရှိရင်ချင်းပြတာကြီးပေးထားတာက draw the best fit straight line ဆိုပြီးတော့သုံးတာဘာမှမစင်းစားနဲ့ဟိုထိတ်ဆုံးမှတ်နဲ့အစဆုံးမှတ်ကိုဆယ်တို့ဒီလိုဆက်ချတာပြီးတော့ပြီထားအခါမှမမြင်ဘူးဒီ graph ပေါ့နော်အဲ့တော့သွားပြီးတော့ဆယ်တို့ဟိုမှာ0.0အမှတ်ကနေဆယ်တို့စပြီးဆွဲလို့ရလားဆိုရင်မရဘူးနော်မရဘူးနော်အဲ့ဒါလည်းပြီးတော့နောက်တစ်ခု determine the gradient g of your line gradient ဆွဲခိုင်းတယ်အဲ့တော့ gradient ဆွဲခိုင်းပြီးတော့သူက walking နဲ့ပဲပြအောင် walking ပြရမယ်ဆိုတော့ဆရာတို့ဒီမှာတိတိကျကျလေးမှတ်ပါ walking ကိုအစီအပြေတဲ့နေရာကနေစပြီးတော့ယူလို့ရတယ်အမြဲတမ်းဘယ်နေရာဘယ်လိုယူပါဆိုပြီးတော့သတ်မှတ်ထားတာမျိုးမရှိဘူးအဓိကကိုယ့်ရဲ့အဖြေကမှန်ဖို့လိုတယ်တိကျဖို့လိုတယ်ဒီလောက်ကြီးဆရာဆွဲချလိုက် okay ကဲဒါဆိုရင် gradient equal to y2 minus y1 အဲ့တော့9 92 94 0.94 လောက်တော့မယ်ဆိုတော့0.6နော်ဒါဆို divided by h2 minus h1 30 minus 11 12 13 13.5 okay ဒါဆိုရင်ဆရာတို့အဲ့ဒါလေးရှင်းကြည့်0.94 minus 0.6 divided by 30 minus 13.5 0.020အဲ့တော့ဆရာတို့ကဘာဖြစ်မလဲဆိုတော့0.20 02 0.02 ဆိုပြီးတော့ရခဲ့တာတစ်ခုဒါဆိုရင် extend your line နဲ့မင်းရဲ့မြင်းကိုဆက်ဆွဲပြီးပါ so that it meet the y axis t ရောက်အောင်ဆက်ဆွဲပေးရလိမ့်မယ်နောက်ပြီးတော့ y intercept c ကို record လုပ်ခိုင်းကဲဒါဆိုရင်ပေတံနဲ့တစ်ဖြောင်းနဲ့ဆွဲကဲဒါဆိုရင်ဟုတ်ပြီဆရာတို့ဒီမှာသူ့တစ်ဖြောင်းနဲ့ဆွဲလိုက်တဲ့အခါမှာရလာတဲ့တန်ဖိုးအဲ့တော့ရလာတဲ့တန်ဖိုးလေးကိုဆရာတို့ဒီမှာကြည့်လိုက်အောင်ဘယ်လောက်ရအောင်လဲဆိုလို့ရှိရင်ဒါ3အဲ့တော့0.32 0.33လို့ထားမယ်ဗျာနော်အလဲမှတ်လာရောက်သွားတယ်အဲ့တော့0.33ပေါ့အဲ့တော့0.33ဟုတ်ပြီဗျာကဲဒါဆိုလို့ရှိရင်ဆရာတို့ကဘာလာမလဲဆိုတော့အဲ့ဒါပြီးသွားရောအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ resistant of resistor H ကိုရှာခိုင်းတယ်အဲ့တော့ y intercept c ကကြတော့ဘယ်လောက်လဲဆိုလို့ရှိရင်0.33 g ကကြတော့ gradient
radius ဒီဘယ်လောက်လဲဆိုတော့0.02ကဲဟုတ်ပြီ0.33 divided by 0.02ရှင်းလိုက်မယ်ဆိုလို့ရှိရင်0အဖြေက16.5ဆိုလို့ရအဲ့တော့16.5ဆိုတော့အနည်းဆက်ဆုံးယူလိုက်ကွာ17ပေါ့ပြီးတော့ဒါပဲဗျတော့ nearest own ထိယူခိုင်းတာเนาะဒါကြောင့်မို့16.5ဆိုပြီးတော့မထားတော့ဘူး0ကခါရေးတန်းပြီးတော့မလုပ်လိုက်လဲဆိုရှင်17 ohm ဆိုပြီးတော့သုံးလိုက်ဒါပါပဲဗျကဲအဲ့ဒါဆိုလို့ရှိရင်0ဒီတပုတ်ကပြီးသွားဖြစ်ပြောပြရတယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်0နောက်ထပ်တစ်ခုလာပါမယ်ကဲထုံးစံအတိုင်းပါပဲဗျာ number 4လေးစဉ်းစားဖြေကြည့်ပါမယ်နောက်ပြီးဖြေတိုက်ပါ0 question number 4အဲ့တော့ question number 4မှာကဘာလာမလဲဆိုလို့ရှိရင် face a tall glass cylinder in wine အဲ့တော့0ကဒီ glass cylinder ထဲမှာစီထည့်ထားတယ် cylinder ကသူကအရှည်ကြီးပေါ့နော်ရှည်အဲ့တော့အဲ့ဒီထဲမှာ0ကစီထည့်ထားတယ်စီလေးထည့်ထားဟုတ်ပြီဒါဆိုလို့ရှိရင် holds a small metal ball scientists for the surface of wine စီရဲ့မျက်နှာပြင်အမြင့်တနေရာလောက်ကနေပြီးတော့မှ metal ball လေးကိုကင်ထားတယ်နောက်လက်ကျကျဟောအောက်ပစ်ချလိုက်အဲ့ပစ်ချလိုက်တဲ့အခါမှာဆိုလို့ရှိရင်အဓိက तू ကဘာကိုလေ့လာကျင်တာလဲဘာကိုတိုင်းကျင်တာလဲဆိုတာလေးဒီမှာပြောပြပါတယ် A student investigates the timetable for the ball to fall between two lines marked on the side of the cylinder အဲ့တော့ဒီ cylinder ရဲ့ဘေးနေရာလေးမှာ line လေးနှစ် line ထားထားတယ်အဲ့ဒီနှစ် line ကြားမှာဖြတ်သွားတဲ့အချိန်အဲ့ဒီအချိန်ကတိုင်းနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ကဘာလာမလဲဆိုတော့ plan an experiment to investigate how one variable affect the time of this wine variable တစ်ခုမေးတယ်ဘာများဖြစ်မလဲတနည်းအားဖြင့်တော့ပြောရမယ်ဆိုလို့ရှိရင်အချိန်ပေါ်အကျိုးသက်ရောက်မှုရှိနိုင်တဲ့ variable တစ်ခုအကြောင်းသူက investigate လုပ်တာဘာလဲဆိုတာကိုမပြောဘူးနော်ဘာလဲဆိုတာကိုမပြောဘူးသူကအဲ့ဒါဆိုရင်ဆင်တော့ဒီမှာပေးထားတဲ့ပစ္စည်းလေးတွေက wine ထည့်ထားတဲ့ glass cylinder လေးရဲ့ a selection of different metal balls ရဲ့ not ခွာကြတော့ ruler ရဲ့ကဲဒါဆိုလို့ရှိရင်ဆင်တော့ variable တစ်ခုကိုရေးပါတယ်စရေးပါဒါဆိုရင်အလုံးရဲ့အရွယ်အစားတွေ mass တွေဒါတွေဆရာတို့ရေးပြီးလို့မရဘူးလားရတာပေါ့နော်ဒါမှမဟုတ် density ဒါမှမဟုတ်လို့ရှိရင်ဆရာတို့ temperature ပေါ့ wine temperature တော့ဆရာမထည့်စေချင်သေးဘူးဘာကြောင့်လဲဆိုလို့ရှိရင်အရင်တွေးရမှာဆိုတဲ့အတွက်ကြောင့်ဘာကြောင့်လဲဆိုလို့ရှိရင်ရေရဲ့ viscosity လို့ခေါ်တဲ့စီးပြစ်မှုဆိုတာရှိတယ်နော်စီးပြစ်မှုဆိုတာရှိအဲ့ဒီပြောချင်တာ viscosity ပိုများလာလေလေsorry temperature ပို့ပြီးတော့များနေလေ viscosity ကနည်းသွားနေလေပဲအဲ့ဒီစီးပြစ်မှုကပို့ပြီးတော့နည်းသွားနေလေ speed ကပို့ပြီးတော့မြန်နေလေပဲဒါပေမဲ့အဲ့တော့ကြီးမတွေးစေချင်နေဘူးအဲ့ဒါတကယ်လည်းပြောမယ်ဆိုလို့ရှိရင်ဒီမေးခွန်းကအဲ့ဒါ A level မှာပါတဲ့မေးခွန်းကြီး A level မှာပါတဲ့ theory မျိုးဒါကြောင့်လို့ဆရာတို့ကသူ့လွယ်လွယ်နဲ့ရိုးရိုးရှင်းရှင်းလေးပဲတွေးလိုက် mass of metal ball metal ဒီအ metal ball ဒီပို့ပြီးတော့အရွယ်အစားကြီးနေလေပို့ပြီးမြန်မြန်ဆင်းနေလေပို့ပြီးမြန်မြန်ဆင်းနေလေအချိန်ကပိုတောင်းနေလေဒီလိုဒါဆိုရင်ဆရာတို့ကဘာလာမလဲဆိုတော့တစ်ခုပြီးသွားရင်နောက်တစ်ခုကကျတော့ name any other apparatus need နောက်ထပ်လိုအပ်တဲ့ပစ္စည်းတွေထည့်ပါတယ်ကျိတ်နေတာတော့ဆရာတို့ stopwatch ထည့်ကိုထည့်ရလိမ့်နော် stopwatch ထည့်ကိုထည့်ရလိမ့်ဘာလို့လဲဆိုလို့ရှိရင် तू က metal speed ရသည် mass ပို့ပြီးတော့များတဲ့အခါမှာဆင်းတဲ့နှုန်းကပိုမြန်တယ် speed ကပို့ပြီးတော့မြန်တယ်ဒါဆိုလို့ရှိရင် तू ရဲ့အချိန်ကခဏလေးနဲ့ကုန်သွားမှာဒါအပြင်ဆရာတို့အဲ့ဒီ mass ကိုတိုင်းဖို့ရန်အတွက် balance လိုအပ်မယ်နော်ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့က addition နဲ့ apparatusအဲ့တော့ additional apparatus ဒါတော့ဆရာတို့ကပါလာမလဲဆိုတော့ပစ္စည်းနှစ်ခုထည့်တစ်ခုကကျတော့ဆရာတို့ stopwatch နောက်တစ်ခုကကျတော့ဆရာတို့ဘာထည့်မလဲဆိုလို့ရှိရင် balance metal ball ရဲ့ mass ကိုတိုင်းနေတယ်အဲကြောင့်ဒီလိုမျိုးကဲဟုတ်ပြီဗျာဒါဆိုလို့ရှိရင်ဆရာတို့ဘာလုပ်မလဲဆိုတော့
နောက်ထပ်တစ်ချက်ဒါတော့ထုံးစံနိုင်တာပါပဲဘာလာမလဲဆိုလို့ရှိရင် give a brief description of the method အဲ့တော့ဒီ method အနှစ်ချုပ်လေးကိုသူကရေးပြပါနောက်ပြီးဘာတွေတိုင်းမှာလဲဆိုတာလေးပါထည့်ပါဒါဆိုလို့ရှိရင်ဆရာတို့ဘောလုံးလေးကိုလက်ကကင်နဲ့ကင်ပြီးအောက်ပလုံးဆိုပြီးပစ်ချလိုက်ဒါဆိုလို့ရှိရင်သူဒီအဲ့ဒီအမှတ်နှစ်ခုကိုဖြတ်တန်းသွားတဲ့တိုင်းတွေဆရာတို့ဘာလုပ်မလဲဆိုတော့ရှာမယ်ရှာပြီးပြီဆိုတာနဲ့ဆရာတို့ကနောက်ထပ်ဒီမတူညီကွဲပြားခြားနားတဲ့ mass တန်မိုးလေးတွေနဲ့ထပ်ပြီးတော့လက်တွေ့ဆက်သက်ချက်ထပ်တိုင်းအဲ့ဒီလိုပုံစံမျိုးကဲဒါဆိုလို့ရှိရင်ဆရာတို့ကနားပါပြီမှတ်သက်အဲ့တော့ method လေးရတော့ဆရာတို့ဘယ်လိုလာမလဲဆိုလို့ရှိရင်ပထမတစ်ချက်ကကြတော့ hold or ဘောလုံးလေးကိုကိုင်မယ်and ပြီးတော့ release လွှတ်ချလိုက်အဲ့လိုလွှတ်ချပြီးပြီဆိုတာလည်းဆရာတို့ဘာလာမလဲဆိုလို့ရှိရင် measure the time တွေbetween the mark သို့မဟုတ် to mark ရပါတယ်အဲ့တော့အမှတ်နှစ်ခုကိုဖြတ်တန်းသွားတဲ့ကြားမှာရှိတဲ့ကြားချင်းတိုင်းအဲ့ဒါပြီးဆိုလို့ရှိရင် repeat the experiment ဘာနဲ့လောက်ကောက်မလဲဆိုလို့ရှိရင် with different values of mass အဲ့တော့မတူညီကွဲပြားခြားနားတဲ့ mass တန်မိုးလေးတွေနဲ့ထပ်ပြီးတော့တိုင်းပြီးပြီထားဟုတ်ပြီဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခုသားမယ်အဲ့တော့နောက်ထပ်တစ်ခုကကြတော့ဘာလာမလဲဆိုလို့ရှိရင် state the key variable to be kept constant variable လေးတွေထားပြီးပါတဲ့ constant variable လေးတွေထားပြီးပါဆိုတော့ဆရာတို့ဆိုကြပါစို့ဒီ mark or line နှစ်ခုကြားမှာရှိတဲ့ distance အကွာအဝေးလေးတွေထားမယ်ဒါမှမဟုတ်လို့ရှိရင်စတင်ပြီးတော့ပစ်ချလိုက်တဲ့ height နော်အမြင့်ဒါလေးတွေ constant ထားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင် point ရဲ့ density တွေ type of point c အမျိုးအစားတွေဒါတွေကို constant ထားလို့ရတယ်အဲ့တော့ပါလာမယ်ဆိုလို့ရှိရင် control variable အဲ့တော့ control variable တွေရပါလာမလဲဆိုရင်ပထမတစ်ချက်ကဆရာတို့ပါလာလဲဆိုတော့ distance between the line ပေါ့ကွအဲ့တော့ distance between the lines အဲ့တော့မြင်းနှစ်ချောင်းကြားကအကွာအဝေးတွေဒါမှမဟုတ်လို့ရှိရင်ဆရာတို့က density of y c ရဲ့ density ဒါတွေကတော့လုံးဝပြောင်းလဲမှုမရှိရပါဘူး mass ပို့ပြီးတော့များလေးတွေအချိန်ရပို့ပြီးတော့နည်းသွားလေးတွေပဲဒီလိုအဲ့ဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခုဒါကဘာလာမလဲဆိုလို့ရှိရင်ထုံးစံတိုင်းပဲ table ဆွဲခိုင်းတယ်အဲ့တော့ table ဆွဲခိုင်းတယ်ဆိုတော့ဆရာတို့ဒီမှာ table လေးဆွဲမယ်အဓိကကဆရာတို့ဘာလုပ်မလဲဆိုလို့ရှိရင် mass နဲ့ time တွေပဲနှစ်ခုပေါ့နော်အဲ့ဒါကိုဆရာတို့ကရှုမယ်ဒါဆိုရင် mass of metal ball အဲ့တော့ metal ball လေးရဲ့ mass ကိုကြတော့ဆရာတို့ mass ကိုတော့ SI system နဲ့သုံးွယ်ဆိုတော့ဘာနဲ့တွက်မလဲဆိုတော့ kilogram အဲ့ဒါပြီးဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ time တွေပဲတိုင်းနိုင်ငံဆိုလို့ရှိရင်ဘာနဲ့သုံးမလဲဆိုတော့ second အဲ့ဒါပြီးရင်နောက်ထပ်တစ်ခုဘာလာမလဲဆိုလို့ရှိရင် explain how to use the reading to reach the conclusion ရောက်တဲ့ဒီတိုင်အောင်ဘယ်လိုမျိုးလုပ်မလဲ plot the graph ဆွဲပြီးရောနော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် graph ဆွဲမယ်ဆိုတော့စာလေးရေးပြရတယ်အဲ့တော့ plot the graph of mass of metal ball ကန်စတိုင်းတွေတော့တိုင်းတွေပဲအဲ့ဒီမှာဖြစ်နိုင်မယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ချက်လောက်ထပ်ထည့် to draw the graph
အဲ့တော့ graph ဆွဲဖို့ရန်အတွက်ဆိုလို့ရှိရင်တော့ဆရာတို့ data ကအနည်းဆုံး5ခုလောက်ထိဆရာတို့ရှိတယ်3-4ခုလောက်နဲ့ဆရာတို့ graph ဆွဲလို့ရလားဆိုရင်မရပါဘူးမတိကြပါဘူးတိကျကျဆွဲနေတယ်ဆိုရင်အနည်းဆုံးဘယ်လောက်ရှိရမလဲဆိုလို့ရှိရင်ဆရာတို့က5ခုလောက်ရှိရပါလိမ့်ဒီလိုပုံစံမျိုးပါဒါကြောင့်လို့ဆရာတို့ကပါလာမလဲဆိုလို့ရှိရင်အကယ်၍သာဆရာတို့က graph ဆွဲဖို့ရန်အတွက်ဆိုလို့ရှိရင်တော့ the set of data အဲ့တော့ data set ဟာဆိုလို့ရှိရင် as have ဟိုမှာဆိုလို့ရှိရင်တော့ဆရာတို့ကအနည်းဆုံး5ခုလို့လည်းရှိလို့ရပါတယ်အဲ့တော့ 5 set of data ဒါပဲဗျဒါဆိုလုံးဝ show လို့မရဘူးကဲဒါဆိုလို့ရှိရင်ဆရာတို့ဒါက2026 May ချုံမှာမေးခဲ့တဲ့အားလေးပြီးသွားလဲဆိုလို့ရှိရင် paper 6 paper 6 2ပြီးသွားပြီပြောလို့ရပါတယ်